အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Sky New မြန်မာ Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ပြည်သက်တွေဂရက်ထသွားတဲ့အောင်လေးနဲ့ဝင်းမွန်ရွှေရီတို့ရဲ့မင်္ဂလာသတင်းမင်းသားချောလေးအောင်လေးကတော့အပြုံးချူချူနဲ့မိန်းကလေးတွေရဲ့အသေးတစ်ချမ်းကိုဖန်ဆားနိုင်တဲ့အမှုပညာရှင်တစ်ယောက်ဖြစ်ပြီးတော့အမှုပညာလောကမှာနေရာတစ်ခုကိုရယူထားနိုင်တာပဲဖြစ်ပါတယ်ကြာရဈေးဥတိုင်းကိုအကောင်းဆုံးနဲ့အပီပြင်းဆုံးတရုပ်ဆောင်လေးရဲ့ရှိနေပြီးတော့ဇက်ကားတွေကိုလည်းရိုက်ကူးလေးရဲ့ရှိနေတဲ့အောင်လေးကတော့ကျွေးလောက်အောင်ချစ်စရာကောင်းလွန်းတဲ့မိုက်စားပုံလေးတွေကိုပြည်သက်တွေစီချပြလေးရှိပါတယ်ပျော်ပျော်ရွှင်ရွှင်နေတိုင်းတက်ပြီးတော့အပြုံးလေးတွေနဲ့ပြောဆိုတတ်တဲ့အောင်လေးကတော့အခုမှရွှေကင်းနဲ့မင်္ဂလာဝတ်စုံလေးတွေဝတ်ဆင်ပြီးတော့လိုက်ဖက်ညီတဲ့ပုံရိပ်တွေကိုချပြရင်ပြည်သက်တွေကိုစနောက်လာခဲ့ပါတယ်အောင်လေးကတော့ဒီကာလဖြစ်နေလို့ဘယ်သူမှမဖိတ်လိုက်မိရ sorry ပါနော်ဆိုပြီးတော့မင်္ဂလာဝတ်စုံနဲ့လိုက်ဖက်ညီလာတဲ့ပုံရိပ်တွေနဲ့အတူလူမှုကွန်ရက်စာမျက်နှာအထက်မှာပြည်သက်တွေကိုစနောက်ခဲ့တာပဲဖြစ်ပါတယ်။အမှုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်လျက်ရှိပြီးတော့ကြော်ညာတွေကိုလည်းဆက်လက်ရိုက်ကူးလျက်ရှိနေတဲ့အောင်လေးကတော့ရချင်းအံမွေတွေမှာပါဝင်တရုပ်ဆောင်တွေကမိန်းကလေးပြည်သက်တွေရဲ့ချစ်ခင်အားပေးမှုအပြင်ယောက်ျားလေးပြည်သက်တွေရဲ့ချစ်ခင်အားပေးမှုကိုပါအခိုင်အမာရရှိနိုင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါ